ဒီနေ့ကတော့ကဘာဦးကျန်ခန်းချစ်တဲ့ပိုင်းငယ်တင်းတဲ့နှစ်ကိုဖတ်မှာဖြစ်ပါတယ်နော်။စာအုပ်၌ဖျားခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏။မြေကြီးသည်အစင်တံမရှိလွတ်လပ်လဟာဖြစ်၏။နည်းနည်းရအရက်ကိုမှောင်မွဲ့ဖုံးလွှမ်း၍ဖျားခင်၏ဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှလှုပ်ရှားတော်မူ၏။ဒီမှာဆိုရင်ဖျားခင်ကအစအဦးမှာဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းခဲ့တယ်တဲ့ဖန်ဆင်းပြီးတဲ့အချိန်မှာမြေကြီးကဖျားခင်မဖန်ဆင်းခင်တဲ့အချိန်မှာဆိုလို့ရှိရင်မြေကြီးကအစင်းတတန်မရှိဘူးတဲ့လွတ်လပ်လဟာဖြစ်နေတယ်ဆိုတဲ့သဘောဖြစ်ပါတယ်နည်းနည်းရအရက်ကိုမှောင်မိုက်ဖုံးလွှမ်းရေးဆိုတာကဒီကဘာကြီးကမှောင်မိုက်နဲ့ဖုံးလွှမ်းနေတာဖြစ်တယ်ဖျားခင်ရဲ့ဝိညာဉ်တော်ကဒီရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားသွားတယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်နော်ဒီချန်ထဲမှာဆိုလို့ရှိရင်အားလုံးဒီတော့ပါပဲနော်ဖျားခင်ကောင်းချစ်ပေးပါစေ